တာလီဇော့ပါအခုမုတ်တော့မှအရှိတယောက်က3လပိုက်ကပေါ့မထေးချောင်းခံထားရတဲ့အရှိတယောက်ပါနဲ့သူမိသားစုကိုလေအမင်းကလောက်ကန်တာပါလို့ပေါ့ရေကမထေးချောင်းရဲ့ကောကတာဒီပိုင်းနဲ့တာမွေးညစလုံးကိုဖမ်းရလို့လေတော့ပွားတဲ့ကလိုက်တရားခါကလေအခုအမင်းတွေကလွဲလာတယ်လို့ပြောခဲ့တယ်အမင်းတွေကလွဲလာတယ်လို့ပွားတဲ့ကစားကအမန်ကလွဲပြီးတော့ရင်အရာမဟုတ် propose ဆိုခဲ့လေထောက်တဲ့တသားတကြွနဲ့လေးမဖိုက်နိုင်သေးအေးမုံတိစားအမှန်ကန် propose လို့ဆိုကြလေသူတိကိုတားငယ်မတေးမှုတစ်ခုကိုဖိုက်ပွားလာရဲဆိုစားနဲ့တရခန်ကိုပေါ်ကမဟုတ်တနာစိတ်ကိုမထိုင်နိုင်လို့အရှိမမသိအငေးမမသိမပရူသောမမလုံးသောမမသိရပဲလာလို့တယ်အမှန်ကရပိုင်လူတီကိုလဲတနာစိတ်ကိုမထိုင်နိုင်လို့ကိုလဲပေါ်ကမလိကိုရောကမပိုက်အဘိတခါလေးလူမုံကွဲမှာလူမလောင်ကောင်းမှာတိတံပြရဖို့ရပဲကောက်တီကိုဇာပဲလေးဆိုရင်နောက်လာရီလူတီလေးသုံးတန်ဝေကာရအောင်နောက်လာရီလူတီကလေးသုံးထဲမလုံးရအောင်လောရဖို့အေးမုံစားအကျုံးအမန်ကိုပပစနဲ့အမန်မတူလူတီကလေးရှိချလေးရှိဖို့အမန်မတူလူတီကတော့ကြွာလာပြီကဲအကျုံးကတော့မလန်ကမနိုင်နိုင်ပရာပရှန်စားပြန်နေငယ်မလန်ကတော့အကျုံးမနိုင်နိုင်နဲဒီခုအရှိစားမုံတော့မှမတေးချခံလာရတဲ့အရှိစားနှစ်နိုင်နဲ့နှစ်လပဲရှိသေးအရှိစားနှစ်နိုင်နဲ့နှစ်လအရှိတယောက်စားလဲဘရော့ကမခတောက်ရှင်နဲ့တော့လောက်ဟိုမတဲသေးမတဲတဲ့ရရှိမေဘရန်မှာခရီကိုပူပူနွေးနွေးတော့မရှာဘူးရဲ့ရှိရရှိစားခဝကိုခရီဘောကိုလေပပရဝဲလို့မရှာဘူးတည်းအရှိတယောက်ရရှိစားဇာပိုက်အတွေးခေါ်နဲ့ဇာပိုက်ဦးနှောင်းနဲ့ဇာပိုက်အသိဉာဏ်နဲ့လောဝန်းစားလဲရအရှိမိကိရှောင်းစားဇာပိုက်အသိဉာဏ်နဲ့လောဝန်းစားလဲရအရှိဟမ်အမိန်လောက်တဲ့လူကကန်ရပါလေအမိန်လောက်တဲ့လူကကိုသားသမီးကိုမဆုံးမတဲ့အပရာအေးအပရိုက်ကိုကျုပ်လွန်ဖို့တော့ကိုအပီအမလောက်တယ်ဆိုတာကပါအမိန်သေးကိုပါသိတယ်ပြရဖို့အမိန်သေးကိုပါသိတယ်ပြပလိုက်ရဖို့ဒါပဲလေးဆိုကေဒီအရှိကိုမဒေးလေးကြောင်းပါတယ်နောက်ပြီးကေနတော့ရှိတီကိုလေးယူထလိုက်တယ်အပီရအရှိကိုအလောက်ဖြောက်ပိုက်တယ်မိတ်ဆေရှိတီနဲ့ထေလို့ဘလောက်ရာဆာကလေးရောက်ไปရာဆာသားရောက်ไปရာဆာစာအရာတီကိုကြခါလဲပရပရသဆုံးဖဲပြပါလို့အကျုံးတောက်ဆိုပါတယ်အာရခတက်တော်ကထိန်ချုံနေအာရခတက်တော်ကထိန်ချုံနေအေးကလူတီကိုလေးသုံးအကျုံးကတောက်ဆိုပါတယ်နဲ့ဒီပဲအမုံကိုပရသဆိုဆုံးဖဲပြရှိပြစီချောင်းပါတယ်အကျုံးကိုတောက်ဆိုစားပါအကျုံးကတော့ခအာရခတက်တော်ကဇာပေးလို့လို့အကျုံးကအမောလေးမမလားအပလိုက်လေးမပလို့တောက်ဆိုစားပါတောက်ဆိုစားဒီပဲတားငယ်မတေးမှုတစ်ခုကိုဖိုက်ပေါ်လာပဲလို့ဆိုကေကျူလွန်သူနဲ့ခံရသူဘကအကြည့်တယ်လို့ဆိုပြီးကအလွန်တရာမကိုအကြည့်တယ်လို့ဆိုရင်အလောက်စားနဲခံရလူဘကလည်းလုံးလခိုင်လူကကြခါခွေးပိုင်စားခွေးပိုင်အိခွေးပိုင်နေခွေးစိတ်ဝံပြီးခွေးပိုင်ပလူကြောင်းဟိုင်လူအရန်လူကိုနောက်ထက်လာရီလူဒီပဲအပရိုက်ကိုမကျူလွန်လားအောင်သူကျူလွန်ရဲ့လူလီကိုအရောင်းကမောင်ပိုက်နောက်ပြီးကလူမှုကွယ်မှာလူမလောင်ကွန်းမှာတိတ်တယ်ပြီးတော့ရေလို့ထောင်းရင်အကျန်ကရောက်ဟုံးကိုပဲလို့ရှောင်းရင်အဖေလေးဆိုနောက်လာရင်လူသားသမီးလေးလည်းမလုံရအောင်လူတိုင်းမှာသားသမီးဆိုတာရှိရကျွန်တော်မှလည်းသမီးမမရှိအေးအခါအကောင်လူတီမှလည်းရှိသားသမီးမရှိလူတိုင်းကကိုချောင်းစာတရာကိုထားတယ်ရဖို့ဟုတ်မလားဒီပဲအပလူးမုံကိုမလောက်တော့ဆိုတာကိုလေအတွေ့ခေါ်နဲ့စိတ်စားကြရဖို့လူတီစားဟမ်အသားတွေလေး40ကျော်50အရိဖိုင်နေပဲဇာပိုက်ပန်လေးတော့ရောက်ပဲမသိနိုင်လားရလူမှာဟမ်ရောက်ပဲမသိနိုင်လားမသိနိုင်ကြရပူသွင်းလို့သိရောက်ပဲကိုသိခိုင်ပလိုက်ခွာစောဒီတာသမီကိုသားသမီသူသားသမီမဆာညာမနာတာရာဆဆလဝိုင်းအေးပဲအရှိတရားကိုလေအေးအရှိစားလဲစိုင်းစားကြနဲ့အာနုသူလူသားတိုင်းစိုင်းစားကြအနနိုင်နဲ့နလာပဲရှိသေးရဲ့ဆိုစာမတောင်ထားရဲ့အရှိစားဒီအမိန်တွေကဇာကောက်လွဲလာတာလေအမိန်တွေကဇာဘလို့လွှဲပြလိုက်ခဲ့စလဲမင်းကိချန်စားအမိန်ကအရေးတကြီးတိတ်တံပြရဖို့သားသမီးကို
မော်ရီလန်ကိုရှောက်တဲ့တာသမီတယောက်ကိုမဆုံးမတွန်းပန်းရအပလားအာပီအာမလားလောက်ပြီးအမိန့်တဲ့ကိုအယောင်အရေးတကြီးထိုင်ဆုံးကတဲ့ပြရဖို့ဟုတ်လားရမမသမီးမမမွန်းခါထောင်ရင်ရမမစားရနေဖိုင်လို့ကိုရှမ်းစားတရမရှိထောင်သမီးမမမွန်းလီပစီကလာလူသားရှောင်းဆာနာစိတ်ကိုထားတဲ့ရည်လို့ဆိုစားမလောက်တော့ဆက်ရှိသိလားအသားရင်းနဲ့မမြရအရှိတရားကိုရရဆဆလဝဲခဲ့စားကိုအန်လေးအန်အော်ခေလေးမခေလေးနားမလေးမခံရကျွန်တော်ရပါရပရိုင်မူတီကိုအမှန်ပါစနားမလေးမခံရအေးတောင်ကိုကလာလိုက်စားနဲ့လေကျွန်တော်လေရောင်ဖိုက်တီလေဘလို့ပလဲဆူလာဟိုင်နနိုင်နဲ့နလားဆိုရရှိစားလေလမ်းတော့မလျှောက်တဲ့သည်ဇာပေပန်လေးမဒီကြောင်ပုံမလောင်လေးလို့မိစားလားရရှိဇာပေဦးနောက်အတွေ့ခွာနဲ့မဒီကြောင်ပုံမလောင်လေးထမောင်းစားလို့ကြိလာလူမဟုတ်လားရလူရှိစားလို့ကြိလာလူလားဟမ်ရှိပုံတော့မှနှခေါင်းနိုင်ပြီးကြိလာလူလားမင်းကိဆိုင်မင်းရဲ့မိဖတ်တင်နေရကဝန်လို့ရှာစိတ်စားကြည့်လေမခံစားနိုင်အကုန်ရရဆဆကိုတိုင်ထိုးမိဖို့သိမိဖို့ရပဲလူကြီးကိုလေကိုတိုင်သိမိဖို့ကိုတိုင်ရရဆဆလောက်ဝဲဖို့ရပဲကိုတူကုန်မှာလို့ဆိုပြီးအကုန်လုံးမိဖို့အဲ့နဲ့ဖိုင်လို့အေလောက်အကြည့်တန်ရုပ်ဆိုးလွှဲပရိုင်မွန်တစ်ခုကိုဥပမာနဲ့စေနနိုင်ပြဖိုင်စေရှိုင်းနိုင်အောက်အရှိတီစားကိုရှမ်းစာထားခဲ့လိုက်စေရှိုင်းနိုင်အောက်အရှိတီကိုအေးပဲမဒီမုံကျုပ်လန်ပြဲလို့ဆိုစားနဲ့လီကိုပိုင်စီမတောင်ပဲတလားလောက်ထောက်ရလို့ကိုရန်လီရပရီပရိုတော့လောက်တိပေါတော့ကြားရခါလေရခကူပါကေပတစားအော်နေပဲစီအေးလောက်တဲ့အပုံနဲ့ကိုမခံနိုင်ပါလူမလောဘောမှာတိတ်တန်ပြီးပလိုက်ရပဲကိုဒီကိုရပဲလုံးမလားဟုတ်ဒီမှာနောက်လူကြီးလေးမလုံလေးမပြောင်းလေးပဲလာဖို့ရာဆာလိုက်ခဲ့တဲ့ဝဲအရှိတောက်ကိုလေငါလေးမရစီမလန်လာကလေးမနေနိုင်ပြချာရင်ဒီပြပဲကလေးငါ့ကိုမုန်းခဲ့တဲ့လူဒီကလေးတော့ခွိပဲဟောက်စားတမျိုးအောင်မှာပေါ်မယ်အောင်မှာမလောက်တော့လူထောင်ရင်မရာဆာတောင်းနဲ့တောက်ဆိုပါအာရခတက်တော်အေးကဒီပို့ကိုလေးသုံးမလောက်ဖို့လို့ထောင်ပါလေအကျွမ်းကိုတောက်ဆိုပါလေတန်ပရိတယောက်အနေနဲ့တောက်ဆိုပါလေဒီပေတာငယ်မဒေမှုတခုကိုကျူးလွန်ထားတယ်လို့ဆိုပြီးတရခန်ကိုပရိသက်တော်ဆုံးဖက်ပြပါလို့တောက်ဆိုပါတယ်ရနေရကိုပိုက်တိတန်ပြီးလူတော်ကောမှာရန်ပိုက်ပြီးစီချောင်းပါနဲ့တိတန်ပြီးစီချောင်းပါဒါပဲလို့ဆိုထောက်တော်တကြွန်းကြလာဟဲ့လူတယောက်ကလည်းလွယ်ငိချင်းသာလို့တမျိုးပါလာရင်ဒီကိုဒီမှာလွယ်ငိချင်းသာပြီးလို့တမျိုးလွဲလာခဲ့တယ်လွဲလာခဲ့ထဲပူကြောင်းရင်ရအောင်မှုပြန်လို့กราวกี้จ่าไผเด้กราวกี้လာจ่าไผได้กราวကိုဆုံးမလို့နိုင်ချာနိုင်လိမ့်မယ်จ่าไผလာတယ်မနိုင်ရဲ့သူသားသမီးကိုသားသမီးအလုံးကိုရှောင်းစားတော့ထားခဲ့ပါလောက်တော့လားမလောက်တော့လည်းစဉ်းစားပါနင်းရှိစားလို့ခရီးလူပိုင်မလောက်ခဲ့အလောက်ကိုလူဆိုလူအတိတရနဲ့ညီများအောင်နေရတယ်လူလိုမသိခွိလိုအစားခွိလိုလာခွိလိုနေပြီးကရှိပုံစားပြီးကိလာရဲ့လူဒီကကိုရှမ်းစာတရမရှိအမန်ကအမိန့်တွေကိုပြီးတည်တယ်အမိန့်တွေစကန်လာပါလေအမိန့်တွေကိုတိုင်နှထောက်ရှိတီးကိုယူထိုက်တယ်မေးစအရှိတီးမှာထောက်လို့ဘလောက်တောင်စာကိုကောက်လေဘလောက်တောင်နာကိုကောက်လေထောက်လို့ဝေးတဲ့ဘက်ကြီးအလောက်ဖြောင်းမုံလူသေးမုံမဒီမုံရအမှုတော့ခရစ်စစာရှိတီးလေတူတီးလေးဝယ်ခိုင်ထားပြလို့ပြောတယ်ရအမှုတော့ခရစ်စစာရှိတီးလေရဟန်းကိုတခါထောက်တသားတကြွရှာလို့အဆောင်ပြေလားထောက်တသားတကြွရှာလို့ကျင်နေလားဒါမိဖက်ကျင်နေဘူးလေတိတံပိတ်တောင်းရင်လူတော်ကောမှာလူအမများအမလောင်မှာတိတံပိတ်တောင်းရင်အကျန်ကိုတောက်ဆိုပါတိတံပိတ်ပြီးပါဒီပိုက်သားငယ်မတဲမုံတစ်ခုကိုကျူးလွန်လာဟိုင်းလို့ဆိုကြတာရက်ခန်ကိုပရသသတိတံပိတ်ပြီးပါလို့အကျန်ကိုတွေ့သူတယောက်နေနဲ့တောက်ဆိုပါတယ်အာရခတက်တော့အကျန်ကိုလေးတော့ရောင်ခွေးရပါအေးရှိကုန်မလို့အေးရှိလို့မကိုသားသမီးသူသားသမီးအနုလောင်ခွေးရပါရဲ့အကျန်ကိုမှာ